ရားဝါကြခန်းကြီးခုနှစ်အခန်းငယ်ကိုသိပြီဆိုရင်ဒီလိုကဖတ်ရအောင်နော်တို့ဖြစ်၍သင်၏ဖျားခင်ခြောက်ရဖျားသည်မှန်သောဖျားတစ္ဆာဆောင်သောဖျားကိုရောကိုချီ၍ပညာတော်တို့ကိုစောင့်ရှောက်သောသူတို့၏အမျိုးအစဉ်ဆက်ထာဝရပရိညာစကားသိ၍ဂိယုဏကိုပြသောဖျားဖတ်တော်သူရောက်စီရမဖြန်းကောင်းကြည့်ပေးပါစေဒန်ရီလာအတ္တတော်ကြည့်မယ်ဆိုရင်ဒန်ရီလာကတနေ့မှာ3ချိန်ဖျားကိုအမြဲတမ်းဆူတောင်းတော့သူဖြစ်တယ်သူကအပြည့်ရှာဖို့ဆိုရင်သူကအမြဲတမ်းဖျားကိုနေတိုင်းတနေ့မှာ3ချိန်အမြဲတမ်းဖျားခင်ကိုကိုးကွယ်တဲ့သူဖြစ်တယ်အဲ့ဒီအပြည့်ကလွဲလို့ကျန်တဲ့အပြည့်သူ့မှာဘာမှမရှိဘူးဖြူစင်တဲ့သူဖြစ်တယ်ပြောအဲ့ဒီအရာကိုမနာလိုတဲ့သူတွေကမင်းကြီးစီမှာသွားတိုင်းပြောတာပေါ့မင်းကြီးတွေသွားတိုင်းပြောတော့ဒါအတူချုံနဲ့ပြောမယ်ဆိုရင်သူကဒီလောက်ကိုချင်းလေးလောက်ရေးပဲထည့်တယ်ပြီးသူတကယ်ချင်း3ယောက်နဲ့လည်းဘီးအိမ်ကမှထည့်တော့အဲ့ဒီအရာကိုဒိုင်လာတော့ဗာပြောလဲဆိုရင်ငါတို့ဖျားအသက်ရှင်တဲ့ဖျားအသက်ရှင်တဲ့ဖျားငါတို့ကဒီမိအိုင်တဲ့နေကဲတင်ပေးနိုင်တဲ့ဖျားပြီးမင်းကြပါပြောငါကိုယ်ွယ်တဲ့ဖျားကိုကိုယ်ွယ်ငါရွတ်သူကိုမကိုးကွယ်တဲ့သူတွေကအဲ့မိအိုင်နဲ့ပြစ်ချခြင်းခံရမယ်ဆိုအမိန့်ချတာဒါပေမဲ့အဲ့သူတို့ကတိုင်းလာ3ယောက်ကအဲ့ဒီအမိန့်နဲ့မနာခံပဲနဲ့တစ္ဆာရှိနဲ့သူတို့အသက်ရှင်တဲ့ဖျားကိုယုံကြည်တဲ့အတွက်ကြောင့်ကိုးစားတဲ့အတွက်ကြောင့်သူတို့ကဘလို့ပဲမိအိုင်နဲ့ပြစ်ချခြင်းခံရပါစေချင်းတဲ့လောင်တွေနဲ့မပြစ်ချခံရပါစေသူတို့ကမကြောက်ရွံဖျားခင်သူတို့နဲ့သူပါရှိတဲ့အကြောင်းထင်ရှားတယ်ပေါ့အဲ့မှာပါအဓိကထားချင်တယ်ဆိုရင်တော့ဒန်ရီလာ3ယောက်အမြဲတမ်းဖျားခင်ပုံမှာတစ္ဆာရှိတဲ့သူတွေဖြစ်တယ်ဆိုတာကိုခေါင်းအပြည့်ရှင်းတယ်ပြင်ဒီမှာရှိတဲ့သူတွေလည်းအမြဲတမ်းကိုယ့်ဘဝတစ်လျှောက်လုံးမှာနော်ဖျားတဲ့အတူအမြဲတမ်းလျှောက်လန်းလုပ်သူတွေဖြစ်ပါစေပြင်ကိုယ်တကယ်ချင်းပဲဖြစ်ဖြစ်ဘလို့နေရာမှာပဲဖြစ်ဖြစ်ဆရာသမားမိဘများပုံမှာပဲဖြစ်ဖြစ်ကျမကိုယ်တိုင်မစားပါတော့အရာမှာဖျားခင်ကိုအမြဲဥထိတ်ထားတဲ့သူဖြစ်ပါစေဖြစ်ဖို့လိုအပ်တယ်နော်ပြီးရင်ဘေးညာပဲဖြစ်ဖြစ်တစ္ဆာရှိတော်သူတွေဖြစ်ဖို့အတွက်လိုအပ်တယ်ဆိုတာကိုခွန်အားပေးတဲ့ဒီလောက်နဲ့ပဲဒီကောင်းချုပ်ချင်ပါတယ်အရောက်စီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေ